အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ treasure chest slide ဖွင့်လို့ရမယ်နောက်ထပ်ခုလေးတွေကိုဝင်ပြမှာပဲဖြစ်ပါတယ်ဒီနေ့ဝင်ပြမှာကတော့ Divine Craft Dungeon Stone Quick လို့ခေါ်တဲ့ခုပဲဖြစ်ပါတယ်အရင်ဆုံး track လုပ်ပြီးတော့အနည်းဆုံးတိုင်ကိုတွားလိုက်ပါမယ်ရောက်တာနဲ့ခုနားလေးကိုအမြန်တွားလိုက်မယ်ခုရှိရောက်တာနဲ့ဒီနားက mountain ကိုလိပ်ပြီးခုတစ်ပေါက်ဖွင့်ကြမယ်ကဲဖွင့်သွားပါပြီအထဲဝင်ကြတာပေါ့ဒီနားလေးမှာအောက်ခုံချပြီးအောက်ကိုဆက်ဆင်းသွားကြမယ်ဒီနားလေးရောက်တာနဲ့ကြောက်နေရနောက်ကပထမဆုံးတပုံကိုယူကြမယ်ကြောက်မိုင်းခွဲဖို့ဒီနားကဘုံတစ်လုံးကိုယူပြီးကြောက်နေရနာသွားထားလိုက်မယ်ပြီးတာနဲ့အဝေးကနေမီးများနဲ့လှမ်းပစ်ပါမယ်ကဲပထမဆုံးတပုံရပါပြီရှေ့ဆက်သွားမဲ့တကားဖွင့်ဖို့အပက်ခလုတ်ပေါ်ဖိထားမှရမှာမလို့ဘုံတစ်လုံးထည့်ယူပြီးတင်ထားလိုက်မယ်ရပါပြီဆက်လေကားကနေအောက်ဆင်းကြတာပေါ့ဒီနားလေးကနှစ်ပုံးမြောက်ကိုကောက်လိုက်မယ်ဒီနားလေးရောက်တာနဲ့ကြောက်နေရန်ရှေ့ကဘုံတွေစီထားတာကိုမီးများနဲ့ပစ်ခွဲလိုက်မယ်ပြီးတာနဲ့အထဲကသုံးပုံးမြောက်ကိုကောက်လိုက်ပါမယ်ပြီးရင်ဒီနားကဘုံတစ်လုံးယူလိုက်မယ်ယူပြီးလို့ဒီနားကဆက်လေကားပေါ်တင်ထားမယ်နောက်တစ်လုံးသွားရှာယူမယ်တနေရာတစ်လုံးပဲယူလို့ရတာဆိုတော့ထက်ရှာကြည့်မယ်ဒီနားကယူလိုက်မယ်ပြီးတာနဲ့ဆက်လေကားခလုတ်ပေါ်တင်ပါမယ်ပြီးရင်တော့ဒီပေါ်ကနေတက်ပြီးဖြစ်ခွဲလိုက်မယ်အပေါ်ထက်ကလမ်းပွင့်ပြီးဆိုတော့ဒီနားလေကားကနေတက်လိုက်မယ်ပြီးရင်တော့ဘုံတစ်လုံးမြုပ်ထားတဲ့ကြောက်နေရန်ကိုပြစ်ခွဲလိုက်မယ်ဒီနားမှာ၄ပုံမြောက်ကိုကောက်ပါမယ်ပြီးလာနဲ့ဆက်သွားပြီးခုံချလိုက်မယ်ဒီနားမှာတော့၅ပုံမြောက်ရပါပြီ final treasure ပဲကြာမှာတော့တယ်ဆက်သွားဖို့သူကဘုံတစ်လုံးအရင်သွားယူပါမယ်ဒီနားကယူမရလို့ခုနကတင်ထားခဲ့တာသွားယူပါမယ်ယူပြီးတာနဲ့ဒီနားကဆက်လေကခလုတ်ပေါ်ချိန်ပြီးတင်ရပါမယ်အလဲမှာဆက်လေကညခုစုံတဲ့အချိန်ကိုမှန်းပြီးတင်ရမှာပါ admin ရဲ့အလွဲလေးတွေကိုစောင့်ကြည့်လိုက်ပါဦးရမယ်ထင်ပြီးခုံလိုက်တာလစ်သွားပါပြီ
နောက်ထပ်ပြန်ကြိုးစားကြည့်မယ်အလဲမှာရေဝိုင်းလေးတော့တွေ့တယ်ခုန်ကြည့်လိုက်မယ်ကဲရသွားပါပြီဒီနားရောက်တာနဲ့ final treasure ပုံလေးတွေ့ပါပြီယူပြီးတာနဲ့ဒီနားလေးနှိပ်ပြီးအပြင်ထွက်ပါမယ်ကဲအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့ကြတာပေါ့